ဒီလူဟာလက်တီးတစ်ချက်တည်းနဲ့တင်ပေါင်1000ကျော်ရှိတဲ့အာအင်ကိုထုတ်ဖော်နိုင်စွမ်းရှိသူပါဒါကြောင့်လေလူတွေကသူ့ကိုဖျက်ဆီးရေးစက်ကရိယာလို့ခေါ်ကြတာပေါ့တနေ့မှာတော့ချန်ပီယံဟောင်းအပိုလိုခရီးဟာသူ့အရန်ချစ်တဲ့ခွေး3ကောင်နဲ့အတူရေကူးကန်မှာအပန်းဖြေနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ TV ဖန်သားပြင်ပေါ်မှာဆိုဗီယက်အမျိုးသမီးတစ်ယောက်ပေါ်လာပြီးသူမပြောလိုက်တဲ့စကားတွေကြောင့်အပိုလိုဟာဒေါသအလိမ့်လိမ့်ထွက်သွားခဲ့ရပါတယ်။သူမဟာအမေရိကန်လက်ဝှေ့လောကကိုဖြောင်ကျကျလှောင်ပြောင်နေတာပါတစ်ချိန်တည်းမှာပဲအိုင်ဗင်ဒရာဂိုကရော်ကီဘာဘိုးအားကိုစိန်ခေါ်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ရော်ကီကတော့ဒီပွဲကိုလုံးဝစိတ်မဝင်စားခဲ့ပါဘူး။ကလပ်ပါလန်းကိုအနိုင်ယူပြီးကမ္ဘာဟဲဗီဝိတ်ချန်ပီယံပွဲကိုပြန်လည်ရယူပြီးနောက်မှာတော့ရော်ကီဟာဇနီးသားသမီးတွေနဲ့အတူအေဂျင့်တာရတဲ့ဘဝကိုဖြတ်တန်းနေတာပါဒါပေမဲ့ TV ထဲကမောက်မာလှတဲ့မျက်နှာတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အပိုလိုဟာရင်ထဲကနေအကြီးအကျယ်ဒေါသထွက်လာပါတယ်။တစ်ချိန်ကအမေရိကန်လက်ဝှေ့လောကရဲ့အကြီးမားဆုံးကြက်ရွတ်ဖြစ်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ဒါကိုတီးမခံနိုင်ခဲ့ပါဘူး။ဒီမောက်မာလှတဲ့ဆိုဗီယက်လက်ဝှေ့သမားကိုသင်ခန်းစာပေးဖို့သူဆုံးဖြတ်လိုက်ပါတယ်။သူဟာသူ့ရဲ့အရင်းနှီးဆုံးတငယ်ချင်းရော်ကီစီကိုချက်ချင်းသွားပြီးပွဲစီစဉ်ဖို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အပိုလိုဟာအနားယူထားတာ9နှစ်တောင်ရှိနေပြီဖြစ်တဲ့အတွက်ရော်ကီကသူ့တငယ်ချင်းရဲ့ဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပြီးပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။ဒီညှင်းပွားမှုမှာအပိုလိုကိုနားချဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲအပိုလိုကသူ့ကိုယ်သူပြောင်းလဲဖို့ဆန္ဒမရှိဘူးလို့ပြောပါတယ်။သူ့ယူဆအရစစ်တီတော်အစ်ဆိုတာအငြင်းတန်းစစ်မြေပြင်မှာပဲရှိနေရမယ့်သူပါတိုက်เสียစစ်ပွဲမရှိတော့ရင်စစ်တီတော်တယောက်ဟာအတွင်းစိတ်ကနေတဖြည်းဖြည်းချင်းကြေမွပျက်စီးသွားတတ်ပါတယ်။နောက်ဆုံးမှာတော့ရော်ကီမှာတခြားရွေးချယ်စရာမရှိတော့ပဲအပိုလိုနဲ့အတူကျိုးဝိုင်းတဲ့အထိလိုက်ပါကူညီပေးဖို့သဘောတူလိုက်ရပါတယ်။မကြခင်မှာပဲသတင်းစာရှင်းလင်းပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။အပိုလိုဟာထုံးစံအတိုင်းပဲတောက်ပလန်ဆန်ပြီးယုံကြည်ချက်အပြည့်နဲ့စကားကြီးကြီးတွေပြောဆိုခဲ့ပါတယ်။သူဟာသူ့ရဲ့ခွန်အားနဲ့ကနဝင်မြောက်တဲ့နာမည်ကုန်သတင်းကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ဒါပေမဲ့ဆိုဗီယက်အဖွဲ့ကတော့သူ့ကိုတိတ်အလေးမထားခဲ့ပါဘူး။သူတို့အတွက်တော့ပိုလိုဟာအတိတ်ကလက်ဝှေ့သမားတစ်ယောက်သာဖြစ်ပါတယ်။သူတို့ရဲ့တကယ်ပြစ်မှတ်ကရော်ကီဆိုတာအထင်ရှားပါပဲ။ထုံးစံအတိုင်းသတင်းစာရှင်းလင်းပွဲဟာရုံးရင်းဆန်ခတ်နဲ့အဆုံးသတ်သွားပါတယ်။နောက်ဆုံးမှာတော့ထိုးတက်မဲ့နေ့ကိုရောက်ရှိလာခဲ့ပါပြီ။အိုင်ဗင်ဒရာဂိုဟာမြင့်မားတဲ့စင်မြင့်ပေါ်ကနေကျိုးဝိုင်းထဲကိုဆင်းလာပါတယ်။သူဟာအေးဆက်ဆက်နဲ့ရက်ဆက်ကြမ်းကြုတ်ပုံပေါ်ပြီးစိတ်ရုပ်တရုပ်နဲ့တောင်တူနေပါတယ်။ပရိသတ်တွေကလည်းအပိုလိုရဲ့အဝင်ကိုစိတ်လှုပ်ရှားစွာစောင့်ဆိုင်နေကြပါတယ်။အဲဒီနောက်မှာတော့အပိုလိုဟာဂျော်ဝါရှင်တန်လိုဝတ်ဆင်ပြီးထွက်ပေါ်လာပါတယ်။အားကစားကွင်းတစ်ခုလုံးဟာလက်ခုပ်တံတွေအားပေးတံတွေနဲ့ဆူညံသွားခဲ့ပါတယ်။အိုင်ဗင်ဟာဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့မြင်ကွင်းကိုတစ်ခါမှမမြင်ဘူးခဲ့ပါဘူး။ခဏတာအတွင်းမှာသူဟာကျိုးဝိုင်းထဲမှာမင်းတက်ပြီးရက်နေခဲ့ပါတယ်။ဘလို့တုံ့ပြန်ရမလဲတောင်မသိခဲ့ပါဘူး။ပွဲမစတင်မီလက်ဝှေ့သမား2ဦးစလုံးဟာလေးစားမှုပြတဲ့အနေနဲ့လက်အိတ်ချင်းထိခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပိုလိုရဲ့ယုံကြည်မှုအပြည့်ရှိတဲ့အပြုံးတွေပျောက်ကွယ်သွားပါတယ်။သူရှိကလူဟာဒီလောက်အထိကြောက်စရာကောင်းတဲ့ခွန်အားမျိုးပိုင်ဆိုင်ထားလိမ့်မယ်လို့သူဘယ်တော့မှမတွေးခဲ့မိပါဘူး။ဒါတောင်မှအပိုလိုရဲ့ရင်ထဲကယုံကြည်မှုကတော့ရှင်သန်နေသေးဖြစ်ပါတယ်။